ဗုဒ္ဓဘာသာဝင်တိုင်းကစုံလပြည့်ဗုဒ္ဓနေ့ဆိုတဲ့နေထုနေ့မြတ်ကိုသိရှိစေရန်မျှဝေပူဇော်ပါရစေကစုံလပြည့်နေ့ဟာဗုဒ္ဓဘာသာဝင်တို့ရဲ့အလွန်တရာမှတန်ဖိုးရှိလာတဲ့နေထုနေ့မြတ်ကြီးတစ်နေ့ပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်မြတ်စွာဘုရားရှင်ကိုရောမြတ်လေးသိင်ခြင်းနဲ့ကဘာတသိန်းပါရမီဖြည့်ခြင်းတော်မူပြီးဒီဗတ္တကဘာမှလေးစုမြောက်ဂေါရမဘုရားဆင်စစ်ဖြစ်တော်မူလိမ့်မယ်လို့ဒီပင်ကနာမြတ်စွာဘုရားထံတော်မှာနိယတဗျာဒိတ်ခံယူတဲ့နေ့ဟာဒီကနေ့ကစုံလပြည့်နေ့ပဲဖြစ်ပါတယ်။ဒါကြောင့်ရှေ့သူတော်စင်များကလေးသိင်ချေကိန်းသသိန်းခါကြုံဒီပင်ချေရင်ဝစင်ကိုလုံးဗျာဒိတ်တော်မြတ်မိမခါကြုံစုပန်နေလာပြေຫນွေကစုံထိုကဲ့သို့လေးသိင်ခြင်းနဲ့ကဘာတသိန်းပါရမီဖြည့်ကျင်ပြီးဒီပင်ကရာခြေတော်ရင်ဝတ်ဆင်းပြီးတော့ဗျာဒိတ်ပန်းဆင်မြန်းတော်မူခဲ့တဲ့နေ့ဟာဒီကနေ့ကစုံလပြည့်နေ့ပဲဖြစ်ပါတယ်